Kaya lang may mingla ba? Soဒီနေ့ initial letter ကြီးပေါ့နော် initial letter ကိုဒီ2024မေခွန်းတွေလေ့ကျင့်မယ်ပေါ့နော်ဆိုတော့စုစုပေါင်းဘယ်နှဆုံးရှိအောင်ဆို16ဆုံးရှိရပေါ့နော်16ဆုံးကိုဒီပထမဆုံးဗီဒီယိုမှာဆိုရင်3ဆုံးပေါ့နော်3ဆုံး direct 3ဆုံး direct အဲ့လိုမျိုးလေ့ကျင့်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီကွက်လက်တွေကိုပေါ့နော်အရင်ဆုံးရှင်းတာကိုနားထောင်ပြီးပြီဆိုလို့ရှိရင်တို့ဘာလုပ်မလဲဆိုရင်လေဒီစာအုပ်ထဲမှာချပြီးရေးလိုက်အခုဒီမှာဆိုရင်1 to 10ပါမှာဖြစ်တဲ့ကြောင့်မို့ဒီမှာ tray 1ပေါ့နော် tray ကကြာသူကလေ့ကျင့်ခြင်းလို့ခေါ်တာပေါ့နော်မြန်မာလိုဆိုရင်တော့လေ့ကျင့်ဖို့အတွက် number 1ပေါ့နော်လေ့ကျင့်ဖို့ number 1ကိုအဲ့မှာ1ကနေပြီးတော့10ထိရေးလိုက်ရေးပြီးလို့ရှိရင်ဘေးကနေပြီးတော့ဘာကြီးလို့တုံးဆိုရင်အခုပြောတော့မယ်ကွက်လက်တွေအကုန်လုံးကိုတစ်ခါတည်းရေးပြီးလို့ရှိရင်ဘေးကနေညီမချင်းထိုးပြီးတော့တစ်ခါတည်းမြန်မာလိုကတွဲမှတ်မယ်အဲ့လိုမြန်မာလိုတွဲမှတ်ခြင်းအဖြစ်ဘာတွေဖြစ်လာနိုင်တော့ဆိုလို့ရှိရင်ဒါစာကြောင်းနဲ့တခါတည်း vocabulary ကိုတွဲမှတ်တယ်ခေါ်တယ်ပေါ့နော်စာကြောင်းနဲ့ vocabulary ကိုတွဲမှတ်တာဖြစ်တဲ့ကြောင့်မလို့အဆင်ပြေတယ်ကိုကတကယ်လို့စာကြောင်းနဲ့ vocabulary ကိုတွဲမှတ်ဘူးဆိုလို့ရှိရင်အဲ့ meaning ကခဏပဲတက်ပြီးသွားလိမ့်မယ်အဲ့တော့သူတို့ပုံစံတွေဘယ်လိုမေးတယ်ဆိုတာတွေသိဖို့အတွက်ဆိုလို့ရှိရင်လေဒီမေးခွန်းတွေများများလုပ်ဖို့လိုတယ်မေးခွန်းပြီးဆိုလို့ရှိရင်တခြားဆရာတို့ဒီ exercise တွေပေါ့နော် sample question တွေအများကြီးလုပ်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာတစ်ချက်ကြည့်တဲ့အချိန်မှာ number 1ကကြာ S တဲ့ S ကဒီနေရာမှာဆိုမြန်မာလို့ဆိုရင်သူကဒေါကြောင်လို့အဓိပ္ပာယ်ရတယ်เนาะဒေါကြောင် S ကဒေါကြောင်နဲ့ဒီ the instruction ဆိုတဲ့ဒီညွှန်ကြားချက်ပေါ့နော် instruction ဆိုတာညွှန်ကြားချက်တခုလောက်ပါဟိုကလောက်ပါဒီကလောက်ပါဆိုရင်ညွှန်ကြားချက်တွေ we are not clear enough တဲ့အရန်ကိုမရှင်းလင်းအဲ့ဆိုမရှင်းဘူးဆိုတာဘာဖြစ်တော့ရှုပ်တယ်ပေါ့မရှင်းဘူးပြောရတဲ့ကြောင့်မလို့ဘာဖြစ်တော့ရှုပ်တယ်လို့ပြောမှာဆိုရင် got အမှတ်ထား god got တို့နောက်တစ်ခုကကျတော့ fe and fe တို့ရဲ့နောက်မှာလေ battery adjective လိုက်တယ်အဲ့ဒါအမြဲတမ်းမှတ်တာเนาะ battery adjective လိုက်တယ်အဲ့ဆိုရင် got ရှုပ်ထွေးသွားတယ်ဆို confuse ဖြစ်တာပေါ့အဲ့ကြောင့်ဖြေက confused confuse ရှုပ်ထွေးတော့เนาะဆိုတော့ဗီဒီယိုနဲ့အတူတူအောက်မှာဒီ key ပေါ့เนาะအဖြေလေးတွေပါတစ်ခါရေးထည့်ပေးထားမယ်ပေါ့เนาะ set 1ကပါ set 2ကပါဆိုပြီးတော့ထည့်ပေးထားမယ်။ Okay နောက်တစ်ခုကကြာနံပါတ်2က2ရဲ့ချိတယ်ရရှိဖို့အတွက် A တဲ့တွေ့လားဒီကွက်လက်ကဒီ A ဆိုတာကဒါ article နောက်မှာတေချာပေါင်း noun လိုက်တော့မှာ noun စကားလုံး B နဲ့ပတ်သက်တဲ့ noun ဆိုပေမဲ့နောက်ကိုတစ်ချက်ထပ်ကြည့်လိုက်ပြန်တော့လေမှာ live က noun ရှိနေပြန်တော့ဒီကောင်ပါလဲဆိုရင် okay ဒီကောင်ဒီ adjective ဖြစ်ပြီ။2ရဲ့ချိအောင်မြင်တဲ့အဲ့ဒါတခုရဖို့အတွက်တဲ့1နဲ့တယောက်ကတဲ့ must have time အချိန်ရှိရမယ် for self care ကိုယ်တိုင်ဂရုစိုက်ရမယ် and be a hobby for relaxation outside of work တဲ့အလုံးနဲ့ပတ်သက်ပြီးတော့သူများသောအဖြစ် B နဲ့စရင် B နဲ့ပတ်သက်တဲ့ adjective ကများသောအဖြစ် valence ဖြစ်တာကိုပဲပြောရင် valence valence ဒီ valence တိမျှတာတော့ဆိုပုံစံပေါ့နော်တိမျှတာတဲ့ဒီဘယ်လိုပြောဆိုဘဝဆိုတာဘာလဲဆိုလို့ရှိရင်တဲ့တစ်ဖက်မှာလည်းကိုဂူးဆိုင်မှာဖြစ်တယ်လို့တစ်ဖက်မှာလည်းပဲဒီအလုပ်တွေပြီးသွားပြီဆိုတာနဲ့ကိုယ့်ရဲ့ဒီအပန်းဖြေဖို့အတွက်ပေါ့နော်ဝါသနာတွေကိုလိုက်ပြီးတော့မှအဲ့လိုရှာဖွေပြီးတော့လှုပ်ဆောင်မှာပဲဖြစ်တယ်valence ပေါ့ B နဲ့ဆိုင်များတဲ့ valence ပဲရှိတယ်။အဲ့ဒါက country ငါတို့နိုင်ငံမှာဆိုရင် take it off တဲ့ take it off အဲ့ဒါဆိုတော့ဒီကောင်ဖြစ်ချင်းပေါ့ဒီမှာ take off ကကြာ take off ကကြာချွတ်တယ်လို့ခေါ်တာပေါ့နော်သူကကြာ phrasal verb လို့ခေါ်တယ် take off ချွတ်သည် take off ချွတ်လိုက်ခြင်းပေါ့အဲ့ဆိုရင်သူကချွတ်လိုက်ခြင်းဆိုတော့ဒါနောက်က noun လိုက်တယ် before enter ဒီမဝင်ခင် temple ကဖျားเจ้าနေပြန်နော်ဖျားเจ้าကိုမဝင်ခင်မှာအဲ့ဒါဒီချွတ်လိုက်ခြင်းက it's not only a traditional practice ရိုးရာနီလန်တစ်ခုသာမက but also level a sign of respect လေးစားမှုရဲ့သင်္ကေတတစ်ခုလည်းဖြစ်တယ်အဲ့ဆိုရင်ဘာလို့မဆိုဖက်နဲ့ချွတ်ရမယ်ဖက်ဆိုများသောအားဖြင့် shoe ဖက်နဲ့ရှိတယ် slipper ရှိတယ်ကြိုက်တယ်လို့ရေးလို့ရတယ်ဒါလွယ်လွယ်ကူကူဆိုရင်တော့ shoe သုံးရင်ရပြီ shoe ဖက်နဲ့ဒီချွတ်ရမယ်So after the presentation ဆိုတာကဒါတင်ဆက်မှုပြန်နော်တင်ဆက်ပြသမှုပြီးသွားရင်နောက်မှာ a curious listener curious listener ကကြတော့ဒီအရောက်မှာဆက်စုနိုင်တဲ့ဒီပရိသတ်တယောက်ကပေါ့အဲ့လိုပြန် ask မေးခဲ့တဲ့ the presenter အပေါ်မှာရှိတဲ့ဒီစင်မွာရှိတဲ့ဒီအစီအစဉ်တင်ဆက်တွေကိုမေးခဲ့တဲ့ for အတွက် additional ကနောက်ကသူကကြဘာလိုက်တော့ဆိုရင် noun လိုက်တယ် adjective နောက်က noun additional အဲ့ဒါကိုတဲ့ on the topics ခေါင်းစဉ်နဲ့ပတ်သက်တဲ့ additional ထပ်ပြီးတော့မှသိကျင်တဲ့အဲ့ဒါကိုသူကမေးခဲ့တယ်ဘာလဲဆိုရင်ထပ်ပြီးတော့သိကျင်တဲ့ information သတင်းချက်လက်အဲ့ဆိုမှဒါတခုခုကိုမေးစင်တယ်ဆိုရင်သူဘာမေးမှအောင်ဆို information ကိုမေးစင်တာသတင်းချက်လက် information information သတင်းချက်လက်ကိုမေးရမှာဖြစ်တယ်Okay ပြီးရင်နောက်တစ်ခုဆက်သွားမယ်ဆိုတော့နောက်တစ်ခုကကျတော့ it is advisable for you to speak clearly it is advisable ဒါကမင်းအတွက်ဆိုလို့ရှိရင်ဒါအကြံဉာဏ်ဖြစ်တယ် for you မင်းအတွက် to speak clearly
တေချာရှင်းလင်းပြောပါ and ပြီး maintain မ eye နဲ့ပတ်သက် eye contact ပဲရှိတယ်ဒါမျက်လုံးနဲ့ပတ်သက်တဲ့ဒီ eye contact ပေါ့နော်မျက်လုံးချင်းစကားပြောတယ်ဆိုပုံစံ so eye contact တွေကို eye contact တွေကိုတဲ့ with your interviewer မင်းနဲ့ interview လုပ်မဲ့လူတွေကဒီ clearly စကားကိုရှင်းလင်းပြောမှာဖြစ်တယ်လို့ maintain eye contact ကိုရဲ့ဒီမျက်လုံးနဲ့ပတ်သက်တဲ့အဲ့လိုမျိုးလေးတွေတွဲပြီးမှတ်မှာဖြစ်တယ် so အဲ့လိုမျိုးလေးပေါ့ဥပမာဆိုရင် got confused တို့မှတ်ရမယ်ဒီမှာဆို valence ဆိုတဲ့ဟာလေးပေါ့နော် valence live တို့နောက် take up shoe ကထားလိုက်ပါ additional မှာဆို information ဆိုတာတယောက်နဲ့တယောက်သတင်းဆက်လက်တွေမေးတော့မယ်ဆိုတော့ eye contact နောက်က W shopping တဲ့အဲ့မှာဆိုလို့ရှိရင်ဒါ shopping ရဲ့ရှေ့ကဒါကကြတော့ तू က shopping ဆိုတာဈေးဝယ်ချင်းဆိုတော့ noun ပေါ့ noun ရဲ့ရှေ့ကကျတော့ adjective လိုက်တယ် has begun ဖြစ်လာတယ် my favorite pastime ငါရဲ့အတိတ်ကအကြိုက်ဆုံးအချိန်တစ်ခုဖြစ်တယ် because I can enjoy free sort of ကfree sort of shopping without buying anything တစုံတစ်ခုမဝယ်ပဲနဲ့ဆိုတော့ကုန်ကျစရိတ်တွေကိုတဲ့ဘယ်လိုဆိုလို့ရှိရင်ဘယ်လိုဆိုအဲ့လိုအပူကုန်ကျစရိတ်တွေပေါ့ကွာအဲ့လိုမျိုးမကုန်ဘူးဆိုတဲ့ပုံစံမျိုးပေါ့ဘာ shopping လဲဆိုများတော့ window shopping ပဲရှိရယ်เนาะဒါဘယ်လိုလဲပတ်သက် window shopping many people တဲ့လူအများစုက uploaded ကတင်ခဲ့တယ် message တဲ့ဒီ message တွေပေါ့နော် message off ကနောက်ကဒါနောင်းလိုက်တယ် message အဲ့ဒါတွေကို to the victim ကကြတော့ဒီပြစ်မှုကျူးလွန်ခြင်းခံရတဲ့သူတွေပေါ့နော်အကွိတ်ဆိုတော့ဒီဗာလဲဆိုငလင်းလှုပ်တာပေါ့နော်ငလင်းလှုပ်တဲ့ဟာတွေနဲ့ပတ်သက်ပြီး social media ပေါ်မှာသူတို့နဲ့ပတ်သက်တဲ့ဘာတွေတင်ခဲ့လဲဆိုရင်သူတို့နဲ့ပတ်သက်တဲ့ဒီ sympathy ပေါ့နော်ဒီဘယ်လိုဆိုမြတ်တာစာနာတယ်ဆိုတဲ့ပုံစံနော်စာနာတနာတယ်ဆိုတဲ့ sympathy 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 သူနဲ့ပတ်သက်တဲ့ sympathy တွေကိုတဲ့နောက်ဟိုဖြစ်ခဲ့ off ကနောက်ကအဲ့ဒါတခုမှတ်ထားဒီ disaster တွေနဲ့ပတ်သက်ပြီးလို့ရှင်သူပြသခြင်းနဲ့ဆိုရင်သူက sympathy ပြသမှာစာနာတနာခြင်းဆိုရအောင်ပေါ့နော် grandpa တဲ့အဖိုးကတဲ့ always အမြဲတမ်းဝမ်းတဲ့ဘာလို့တုံးဆိုရင်အတိပေးတယ်ပေါ့ not to trust people လူသားတွေကိုမယုံဖို့အတွက် who are disconnect သူတို့ကကြတော့ဒီဘယ်လိုဆိုလို့ရှိရင်မယိုးသားဘူး and your let ခင်းမဲ့နေတယ်အဲ့ဒါခင်းမဲ့နေတယ်ဘာဆိုတော့ integrity ခင်းမဲ့နေတယ် integrity ဆို integrity ခင်းမဲ့နေရဆိုရိုးသားဖြောင့်မတ်တာကိုပြောတာရိုးသားဖြောင့်မတ်ခြင်းခင်းမဲ့နေကြတဲ့အတွက်ကြောင့်ဖြစ်တယ်ပြီးမှဖြန်းပြီး collect လုပ်ပြီးမယ်နော် collect လုပ်ပြီးမယ်လောလောဆယ်ကဒီဟာလေးတို့အရင်ဆုံးလေ့ကျင့်ဘာဆိုတခါလေးတွဲပြီးမှတ်လို့ရအောင်လို့လူအမှာဘယ်လိုလူမျိုးတွေမယုံအောင်လို့ဆိုတော့ disconnect မယိုးသားတဲ့သူတွေနဲ့ခုနကရိုးသားဖြောင့်မတ်ခြင်းမရှိတဲ့သူတွေပေါ့နော်lack ဆိုတော့မရှိတာ if a person လူပုဂ္ဂိုလ်တယောက်က failed တယ်ကြာဆုံးသွားမယ်ဆိုလို့ရှိရင် to get ရဖို့အတွက် the amount of sleep that he need သူလိုအပ်တဲ့ဘာလဲဆိုသူတကယ်ကိုအမှန်တကယ်လိုအပ်နေတဲ့အိတ်ဆက်မှုပမာဏမရဘဲနေတာတဲ့အကြာဆုံးသွားမယ်ဆို he may suffer သူကဘာဖြစ်သွားမလဲဆို sleep deprivation နော်အရေးပြတ်တာမျိုးပြောနေတာနော် sleep နဲ့ပတ်သက် deprivation deprivation ဘာဆိုအရေးမဝခြင်းဆိုတဲ့ဟာတွေကိုသူပျက်စီးသွားမှာဖြစ်တယ် since တဲ့တော့ကြောင့်နဲ့ there တဲ့အဲ့ there ကဆို article နောက်က noun လိုက်တယ် there အဲ့ဒါက has risen မြင့်တက်သွားတဲ့တောင်2 degree မြင့်တက်သွားတယ်ပေါ့နော် degree မြင့်တက်သွားတယ်ဆိုဘာပဲရှင်းဆိုတော့ temperature ဟုတ်နော် temperature မြင့်တက်သွားတဲ့အတွက်ကြောင့်မလို့ today is warmer than yesterday မနေ့ကထပ်ပို့ပြီးတော့ပူတယ်ဆွဲပုံတယ်ပေါ့နော်ပူပါတယ်အဲ့ဒါပဲဆိုအဲ့10လုံးပေါ့နော်ဒီမှာဆို drill 1လို့ခေါင်းစဉ်တက်ပြီးလို့ရှိရင်10လုံးကို1အမှခုနကပြောတော်တဲ့ဟာမှဆိုရင် god တစ်ခိုင်းတွဲမှာ god ပါတစ်ခိုင်းတွဲမှာနော်နောက်ကဟာတစ်လုံးနဲ့မှတ်နဲ့ god confuse လို့တစ်ခိုင်းတွဲမှာဘေးကနေပြောစိတ်ရှုပ်ထွေးသည်ဆိုတဲ့အဓိပ္ပာယ်မျိုးမှန်နံပါတ်2ဆိုလို့ရှိရင်လည်း balance balance ဆိုတိမျှတာတော့ဆိုတာမှန်နံပါတ်3ဆိုလို့ရှိရင်လည်းပဲshoe ရဲ့ shoe ဆိုလို့ရှိရင်အဲ့ shoe တွေမှတ်နဲ့ရှေ့က take up ပါမှတ်မယ် take up shoe ဆိုတဲ့ဟာပါတစ်ခိုင်းမယ်အဲ့လိုတွဲမဲ့ခြင်းအဖြစ်လေကိုကမှတ်မိတယ်စကလုံးတွေဆိုလို့ရှိရင်လေဆိုအဲ့လိုပုံစံမျိုးဖြစ်မယ်ကဲနောက်က drill 2ပါ drill 2က drinking water တဲ့ရေတောက်ခြင်းက is အဲ့ဒါဖြစ်တယ်ဆိုတော့ခဏဘွီနဲ့ပတ်သက်ရင်မေးတာဆိုလို့ရှိရင်လေ is လဲပေးထားတယ်ဘွီလဲပေးထားတယ်ဆိုများသောအားဖြင့်ဗာမေးမအောင်ဆိုလို့ရှိရင်လေ तू ကsorry များသောဗာမေးအောင်ဆိုလို့ရှိရင် तू အရေးကြီးတော့အဲ့ဒါပဲမေးမှာဘွီနဲ့ပတ်သက်ရင်လေဘာမှမရှိဘူးအဲ့ဒီvital ပဲရှိတယ် vitamin vital အရေးကြီးတယ် phosphate hydrated နော်ဘယ်လိုဆိုအဆိုဓာတ်ကိုထိမ့်သိမ်းထားဖို့အတွက်ဆိုလို့ရှိရင်ရေများတောက်ခြင်းကအရေးကြီးတယ် VITAL ဘိုက်တဲ့အရေးကြီးတော့ဘွီနဲ့ပတ်သက်အဲ့ဒါပဲမေးတာရှိတဲ့ तू ကအမြဲတမ်းနဲ့ contacted herself တဲ့နော် तू မကို तू မဘယ်လိုလဲဆိုလို့ရှိရင်ဟိုထိမ့်သိမ်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟိုဖြစ်စေတယ်ပေါ့ in a polite ယဉ်ကျေးပြီးတော့ respectful လေးစားတတ်တော့ဒါ adjective ရဲ့နောက်ကဘာလဲတော့ဆိုရင် noun လိုက်အဲ့လိုပါတစ်ခါအတွင်းမဲ့
အကျဉ်းနောက်ကနောက်လိုက်တဲ့ကြောင့်သူက manner အပြုတ်မှုတွေပေါ့လေးစားတတ်တဲ့အပြုတ်မှုတွေနောက်က a valence တိုင်းရဲ့တဲ့မျှတတဲ့အစားအစာရင်းနဲ့ regular exercise တဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက important အရေးကြီးရ for maintaining a healthy lifestyle ပေါ့နော်မ article နောက်ကနောက်အဲဆို article နဲ့နောင်းနေစားထဲမှာလိုက်ထားသည့် adjective အဲကြောင့် healthy ကျန်းမာတော့ဒါလေးကလွယ်တယ် plus တဲ့အပင်တွေက need လိုအပ်တဲ့ sunlight နေအောင်ခြင်းနဲ့ ambient water ရေဒီယိုလိုအပ်တယ် to ကွက်လက်ဝဲ to ရဲ့နောက်က but one to grow ဝဲရှင်သန်ကြီးထွားဖို့အတွက်နောက် recycle ကကြတော့ဒီပြန်လဲပြီးမှတီထွင်စမ်းသစ်ခြင်းကိုပြောတာ recycle ဆိုတာဥပမာရေတံဘူးတွေကိုပြန်ပြီးတော့နဂတ်တွေလုပ်တယ်လက်ပတ်တွေလုပ်တယ်အင်ဂျီတွေလုပ်တယ်အိတ်ကတ်တွေအိတ်တွေလုပ်တယ်စသဖြင့်အဲ့လိုမျိုးတွေဆိုလို့ရှိရင် recycle လုပ်တယ်လို့ခေါ်တယ် recycle က health ကိုကြီးပြီးတော့ reduce short ချဖို့အတွက် household အဲ့ဒါတွေနဲ့ and ပြီးတော့ benefit အကျိုးကျေးဇူးပြုစေတဲ့ environment ပတ်ဝန်းကျင်ကိုအကျိုးကျေးဇူးပြုစေတယ်အဲ့ဆိုရင်မှတ်ထားဆိုရင် तू ကဘာလို့ဆိုလို့ရှိရင် W နဲ့ပတ်သက်တယ်ဆိုရင်လေများသောအဖြစ်ကလည်း तू က waste ပေါ့သူကဒီ recycle တို့ဘာလို့ပါလာပြီဆိုရင်သူက waste အငြိအခြေတွေကိုပြန်ပြီးတော့မှသူကဘာလို့ဆိုတော့ recycle လုပ်တာအမှတ်ထားနော်ဟိုက e-waste တွေပါလေရှိရနော် electronic waste တို့ဒီမှာဆိုလို့ရှိရင်သူကအိမ်ကနေပြီးမှထွက်လာတဲ့ household အိမ်ကနေထွက်လာတဲ့ waste တွေကိုပြောနေတာ regular exercise ပုံမှန်ပေါ့နော်ဒီ exercise ပုံမှန်လုပ်ခြင်းကကန်ဟဲကူညီပေးတဲ့ prevent အခက်ဟဲ prevent ကာကွယ်ပေးတဲ့ chronic addict chronic လို့ပြောပြီးဆိုရင် तू ကじゃဘာလဲဆိုမှတ်ထားဖို့ပေါ့နော်ယောဂါတွေနောက်ကလေ့ကျင့်ခန်းတွေဆိုအမြဲတမ်းက तू ကဘာဖြစ်တယ်ဆိုရင် तू အမြဲတမ်းဘယ်လိုလဲဆိုဆက်ဆက်နေပေါ့နော် associate ဖြစ်နေတာအဲကြောင့် तू ကဘာလို့ဆို chronic disease ကိုပြောရတာ prevent chronics နာတာရှည် chronics ကနာတာရှည်တော့နော် disease နဲ့ပတ်သက်ပြီးဒါ disease နေရမလို့သာဒီကိုပေးထားတယ်ကဲလို့ chronic လည်းမေးနိုင်တာပဲ CE ဆိုပြီးတော့ပေးပြီးတော့လည်းမေးနိုင်တယ်အဲဆိုမှတ်တာဘာမှတ်ထားမလဲဆိုရင်နာတာရှည်ယောဂါဆိုဘယ်လိုမှတ်မလို့ဆိုရင် CHRONIC chronic DISEASES disease တလုံးချင်းဒီမကျက်နဲ့တွဲချက်အကောင်းဆုံးကြံပြောတာတလုံးချင်းဒီမကျက်နဲ့မှားတဲ့ဟိုဘာလို့ဆိုမေ့တတ်တယ်အရမ်းမေ့တယ်အဲဆိုတွဲချက်မနာတာရှည်ယောဂါ chronic damage chronic disease ဘာလို့မဆို prevent လုပ်ရမယ်အဲ့လိုမျိုးရှိတဲ့ဒီမှာ fail တဲ့ဒီမှာပြောပြီးနော် FELD fail ကနောက်ကဘာလိုက်လဲ FELD fail ကနောက်က battery addict လိုက်တယ်မှတ်ဒီမှာဆိုရင် she fail အဲ့ဒါဖြစ်တယ် before the exam မဖြစ်ခင်စာမွေးမဖြစ်မီမှာလူတွေကဘာဖြစ်ကြတော့ဆိုရင်များသောအားဖြင့် worry များတယ်ဟုတ်တယ်နော် WORRIED worry အဲ့ဆိုမှတ်တာ FELD so FELD fail worry WORRIED worry so အဲ့ဒါမျိုးလေးရှိတယ်တချို့ FELD fail ဟို dedicated တို့လေdisrespectful တို့ဘယ်လိုဆိုအဲ့လိုစိတ်ညစ်တာစိတ်တက်တွေကြာတာအဲ့လိုမျိုးတွေမှာလည်းရှိရ FELD fail ကိုသုံးတာမျိုးရှိတယ်ဆိုတော့အဲ့ဒါတွေကတွဲပြီးတော့မှတ်သားရန်ပါနောက်တချို့ဆိုလို့ရှိရင်တွဲပြီးတော့မမှတ်ဘူးနောက်က dolphin ကကြတော့လပိုင်တွေကိုကြတော့အာနုံနဲ့တိကြတယ် for တွေကအဲ့ဒါ behavior တွေအတွက်ကြောင့်တိကြthey are သူတို့ဤအဲ့ဒါဖြစ်တော့ဘာလို့ဆိုတော့ they are ဒီပိုင်ဆိုင်မှုအပေါင်း adjective အပေါင်း noun ပေါ့နော် baby က noun ဆိုတော့ they are သူတို့ရဲ့တဲ့အဲ့ဒါဖြစ်တဲ့ behavior တွေအကြောင်းသိတယ်ဆိုတော့ dolphin တွေကဘာဖြစ်လဲဆိုရင်သူတို့မှာဘာရှိတော့ဆိုရင်သူက intelligent ဉာဏ်ကောင်းတာဆိုတော့ INTELLIGENT intelligent เนาะလပိုင်တွေပေါ့နော်လပိုင်တွေကအရင်ကမှဉာဏ်ကောင်းတယ်နောက်က wind turbine ဆိုတော့ဒီလေရခက်ကြီးတွေပေါ့နော်ဆိုတော့ generate တယ်ဆိုတော့အမှတ်ထားဖို့ကဒါတွေကလေ physics နဲ့လည်းသွားပြီးတော့ဆက်ဆက်နေတယ်physics နဲ့ပတ်သက်ပြီးတော့ဒါ notes တွေတစ်ခါရေးထုတ်ချပြလာ wind turbine ဆိုတော့လေရခက်ကြီးတွေက generate ဆိုများသောအားဖြင့်နောက်ကဘာလောင်းဆို electricity ပဲလာတာလျှက်စစ်တွေထုတ်ပေးတယ်ဒီမှာဆိုရင် तू ကじゃဘာဆို energy လဲရတယ်ဆိုတော့ဒီမှာဆို energy or electricity wind turbine တွေကじゃ generate သူကလှည့်ပတ်ပေးတဲ့ clean နဲ့တန်ရှင်းတော့အဲ့ဒါကိုဒီမှာဆိုရင်တော့ energy သုံးခိုင်းတာတန်ရှင်းတော့ energy တဲ့စွမ်းအင်တွေကိုထုတ်ပေးတယ်တဲ့ for local community ဒေသမှာရှိတဲ့လူအဖွဲ့အစည်းရဲ့အတွက် can you အဲ့ဒါဖြစ်နိုင်သလား this phrase အဲ့ဆို can you Beth this phrase ဒီ phrase ဆိုရဲဒီအကြောင်းလေးကိုပေါ့နော် phrase ဆိုတာအဲ့ဒါမှာဘာကိုပြောနေတာဆိုတော့ phrase ကじゃစကားစုပေါ့ for example ခုနပြောတဲ့ they are intelligent behavior အဲ့လိုစကားလုံးလေးသုံးလုံးထရဲရဲဆိုရင်အဲ့ဒါကို phrase လို့ခေါ်တယ်အဲ့ဒါအဲ့ phrase ကိုအဲ့ဒါဖြစ်နိုင်သလား from English to French တဲ့အဲ့မှာကြည့်လိုက်ရင် English ကနေပြီးတော့ပြင်သစ်ဘာသာစကားဆိုဘာဖြစ်နေအောင်ဆိုတော့ translate လုပ်နိုင်တာမလုပ်နိုင်တာပြဘာသာပြန်ခိုင်းတာအဲ့ကြောင့် translate ဘာသာပြန်သည်အဲ့ဒါမှတ်ထားဒီဘာသာကနေဒီဘာသာ English to French English to Japanese English to Korean English to Thailand ဆိုအဲ့လိုပုံစံမျိုးပါဆိုရင်ကျွန်တော်များတဲ့ translate နော်ဒါတွေကပုံစံတွေကများလေးချင်းမှသာသိနိုင်လိမ့်မယ် okay အဲ့ဆိုရင် to Nate now round ပေါ့နော် now round ကကြ grade 3 language is a new language တဲ့ဘာသာစကားအသစ်ကိုသင်ယူခြင်းက open နဲ့ပွင့်သွားစေတဲ့ a walls of အဲ့ဒါကို opportunity ပဲဖြစ်မှာနော် O နဲ့ပတ်သက်တာတိတ်ပြီးမရှိဘူး OPPO
opportunity TUNITIES တင်တယ် TUNITIES opportunities အခွင့်အလမ်းတွေကိုပွင့်လန်းစေတယ် for travel ခရီးသွားဖို့တွေနဲ့ and ပြီးတော့ cultural exchange ဒီပေါ့နော်ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေဖလှယ်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရရှိစေနိုင်တယ်အဲဆိုဘာသာစကားအသစ်ကိုသင်ယူခြင်းက Valentine ရဲ့ style လာပြန်နော် Valentine ရဲ့ခြေထဲမှာဆိုပြောရင်အာဟာရရဲ့ exercise က disease ကအာဟာရတဲ့ရဲ့အများကြီးရောနေအားမထားမှတ်တာနော် so exercise က exercise က disease က DNCS disease ကပြီးရင်နောက်တစ်ခုကကြာပါရှိဆို nutrients က NUTRI နော် nutrition ပေါ့အာဟာရတဲ့ပြူခြင်းဆိုတဲ့ပုံစံမျိုးဆိုအဲ့ဒါတွေအကုန်လုံးကအရန်ဟိုမှာ तू ဟိုဆက်သွဲနေတာကွာဒါလေးကြီးပဲလှည့်ပတ်မင်းနေတာ Valentine ရဲ့ prevent disease တို့ဒါလေးကြီးပဲValentine ရဲ့တိတိမြတ်တဲ့အစားအစာတွေမှာ with the rib သူကကျွဲဝတယ် in various အမျိုးမျိုးတော့အဲ့ဒါပါတယ် various ကနောက်မှာသူကနောင်မှာ s ပါမယ်နော်အဲ့ဒါပဲ is crucial ကဘာနဲ့တူလဲဆို Biden နဲ့တူတယ်အရေးကြီးတယ် for maintaining good health ကျန်းမာရေးထိန်းသိမ်းဖို့နဲ့ and ပြီးတော့ preventive disease ယောဂတွေကာကွယ်ဖို့အတွက်အဲ့ဒါအရေးကြီးတယ်အမျိုးမျိုးတော့ဘာတွေကိုလိုအပ်လဲဆိုရင်အာဟာရဓာတ်တွေကိုလိုအပ်တယ်အမျိုးမျိုးသောအာဟာရဓာတ်တွေကိုလိုအပ်တယ်အဲဒါကြောင့် nutrients 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 ဘာလို့ s ထည့်လဲ various ပါလို့ရှင်းမယ်နော်ဆိုတော့အဲ့ဒါလေးတွေလည်းတေချာလေးကြည့်သွားမယ်ပေါ့နော်ဒါလေးလည်းတေချာလေးလိုက်မှတ်တေချာလေးလိုက်မှတ်ဒါဘာလို့ဒါဖြေရတာအဲ့မျိုးပေါ့နော်ကဲတော့ပြီးနံပါတ်3ပေါ့နံပါတ်3ကじゃ exposure to high levels of radiation exposure ဆိုတာထိတွေ့ခြင်းပေါ့ to high level ဆိုတာကradiation ဆိုတာကဒါဘယ်လိုဆိုလို့ရှိရင်အလင်းဖြာတာပေါ့အဲ့လိုအလင်းဖြာတာတွေအရင်မြင့်တဲ့အလင်းတန်းနေနဲ့ထိတွေ့မိပြီဆိုရင်ကန်ဟက်ဖြစ်လာနိုင်တဲ့ကွက်လက် effect အဲ့မှာကွက်လက် effect ကကြတော့ this may be နောက်နဲ့ပတ်သက်ဒါဒီရှေ့ကဘာလဲဆိုရင် harmful energy ရှိတာကိုပြောနေတာ harmful energy ရှိလာနိုင်တယ်ပေါ့နော် energy ရှိလာနိုင်တယ် or human health လူသားတွေရဲ့ကျန်းမာရေးတွေ including the rings of cancer ဒီပေါ့နော်ကင်ဆာရောဂါတွေတောင်ဖြစ်လာနိုင်တယ်ဆိုပုံစံကဲနောက်ကကွက်လက် effect တယ်လာပြီနော် effect အဲ့ဒါ effect တွေက climate change တဲ့ climate change တဲ့နော်တက်ရောက်နိုင်တဲ့ climate change ရာသီဥတုပြောင်းလဲခြင်းတွေကိုတက်ရောက်နိုင်တဲ့ as is reduce the numbers of tree အဲ့ဒါအဓိက main the numbers of tree လို့ပြောတဲ့ကြောင့်မို့ deforestation နော်တစ်ပင်တစ်တောပျက်စီးခြင်းဆိုတဲ့ပုံစံဒါပေမဲ့အဲ့ဒါကိုနောက်ပြီး mind map နဲ့သင်ပေးမယ်ပေါ့နော်ကဲနောက်တစ်ခုက number 5တဲ့ public အဲ့ဒါတွေက place cell ကွက်လက် role ဆိုရင်မှာ crucials နော် crucials ကကြတော့ခုနပြော Biden နဲ့တူတယ်နော် role in reducing traffic congestions and lower carbon emissions public နဲ့ပတ်သက်တယ်ဘာလို့ဆိုတော့ transportation တွေဟုတ်လား public transportation တွေကအရေးကြီးတယ်ဘာလို့ဆိုတော့ဒီ traffic တွေဒီဘာတော့တို့ပေါ့ meet point တွေmeet ဓာတ်တွေအဲ့လိုမျိုးတွေနဲ့ပတ်သက်ပြီးပြောနေတာပေါ့နော်ကဲနောက်က C ကတဲ့ study လေ့လာခြင်းဖြစ်တဲ့ the earth climate ကမ္ဘာကြီးရဲ့ဘာလို့ပြော climate ရာသီဥတုလေ့လာခြင်းဖြစ်တယ်အဲ့ပြီး is change over time ပြောင်းလဲမှုတွေကိုအများနဲ့လေ့လာနေကြတာဘယ်သူတွေကလေ့လာ climatologists right climatologist တွေကဒီဘာတွေကိုလေ့လာတဲ့သူတို့ဆိုရင် climate တွေကိုလေ့လာနေတဲ့သူတွေကို climatologist လို့ခေါ်တယ်။ the scientist တွေသိပ္ပံပညာရှင်တွေက BEF နေရာအဲ့ဒါဖြစ်တဲ့ the data တွေကိုအဲ့ဒါလုပ်တယ် from the experiment သူတို့ရဲ့ဒီ experiment လက်တွေ့စမ်းသပ်ချက်တွေကနေပြီး data တွေဘာလုပ်မလဲဆိုရင်သူတို့စုဆောင်းမယ်ပေါ့နော်စုဆောင်းခဲ့တယ်ပြီးရင် to draw a conclusion ဘာလုပ်ခဲ့တုံးဆိုရင်သူဆုံးဖြတ်ချက်ချတယ်ပေါ့ for the research အဲ့ဒီ research အတွက်သူတို့ဆုံးဖြတ်ချက်ချတယ်တော့ဗာလဲဆိုရင် interrupted ကကြဘာလို့ဆိုလို့ရှိရင်interrupted ခဏလေးနဲ့ interrupted ကကြတော့သူကအဆက်ပြတ်သွားတယ်ချက်ပုံစံနော်sorry can interrupted မို့ interpreted ကိုပြောနေတာ interpret ကကြတော့အထိပ္ပယ်ကောက်တယ်ဘယ်လိုဆိုဆွေးနွေးညှိနှိုင်းလိုက်တယ်ပေါ့သူတို့ရရှိလာတဲ့ data တွေကိုသူက interpret လုပ်တယ်ဆွေးနွေးညှိနှိုင်းပြီးတော့ to draw a conclusion for research သူ research အတွက်သူတို့ဆုံးဖြတ်ချက်ချတယ် after the doctor diagnose the patient symptom truly ဆိုဆရာဝန်ကတဲ့ဒီဆရာဝန်ကပေါ့ဒီဘာတော့လူနာရဲ့เนาะဟောဆိုလူနာရဲ့ symptoms ဆိုရဒီလက္ခဏာတွေကိုသူကဘာလို့ဆိုလို့ရှိရင် diagnose ဆို diagnose ကကြတော့ဆိုရှာဖွေဖော်ထုတ်တာပဲနော်ယောဂတွေကိုအမည်ရှာဖွေဖော်ထုတ်လိုက်ပြီးတော့မှတဲ့ဟီသူကအဲ့ဒါဖြစ်ခဲ့တယ်ပေါ့ antibiotics for her antibiotics ကိုသူမကိုဘာလုပ်ခဲ့တော့ဆိုရင်သူမကိုဆို
တောက်သုံးရညွှန်ကြားခဲ့တယ်ဆိုတဲ့ပုံစံမျိုးเนาะ prescribe prescribe လို့တာပေါ့ဒါလေးတောက်သုံးခဲ့ပါဒါလေးတောက်လိုက်ပါဆိုပြီးတော့ညွှန်ပြခဲ့တယ်ဆိုတဲ့အိမ်ပဲနောက် the rapid မြန်ဆန်တော့ IBM rapid မြန်ဆန်တော့ abandonment ပေါ့ကျဲဝါချင်းဒီ technology နည်းပညာအသစ်တွေအရင်ကပေါများကျဲဝါလာဖြစ်တယ်မလို့ has blah ဆိုဝေဝါသွားတဲ့ the lines တဲ့ line between the physicals and physical ဆိုရင်ဒီမှာ CL ကဲနေဆိုတဲ့တောင်ဒီနားကလည်းကဲနေပဲဆိုရင်ဆုံးအဲ့ဒါ wall နော်သူ AL နဲ့ဆုံးတော့ဒီမှာဆိုရင် physical နဲ့သူက digital DIGITL digital အဲ့ဆိုမှဒါ technology နဲ့ပတ်သက်ရင် digital တော့မှာပေါ့ DIGITL digital wall Sam အဲ့ဒါ flowers တဲ့အဲ့ဒါမှာ A နဲ့ပတ်သက်တဲ့ flowers တွေဆိုလို့ရှိရင်သူကများသောအားဖြင့် look real အစစ်နဲ့တူရဲဆို artificial အဲ့ artificial ကလည်းခဏခဏမေးတယ်နော်အဲ့ artificial လူသားကြီးကိုယ်တိုင်ပြုလုပ်ထားတဲ့ဟာတွေကအရင်ကအစစ်နဲ့တူနေပြီးတော့ here is how to tell that apart from the real one အစစ်နဲ့တူနေတော့ခွဲလို့တော့မရပါဘူးဆိုတဲ့ပုံစံမျိုးပြောသွားဖြစ်တယ်ပေါ့နော်ဒါက Dre 1 ကနေ Dre 3ပေါ့နော်ဆိုတော့ဒီနေ့အတွက် mind map ပေါ့နော်ခေါင်းထဲကနေပြီးတော့မှတ်ဖို့အတွက် vocabulary တွေကိုလည်းပဲဆရာရေးပြီးတော့အဲ့ဒါ group ထဲမှာပို့ပြီးတော့အဲ့ဒါလေးကိုလည်းဆက်ပြီးမှရှင်းပြပေးသွားမှာဖြစ်ပါတယ်လောဆယ်ဒီ video ထဲမှာဆိုလို့ရှိရင်တော့ဒါကဒီ O question တွေပေါ့နော် O question လေးကျင့်နေရဖြစ်တယ် Dre 1ကနေပြီးတော့ Dre 3ကြီးဖြစ်ပြီးမှနောက်ဗီဒီယိုတွေမှာဆိုလို့ရှိရင်လည်းတခြားအစုံတွေကိုစက်တိုက်လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုအစားဆုံးကြည့်ပြလို့မလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးမှတွေ့ကြပါမယ်